လက်ပူးဆိုတဲ့ရွာမှာချစ်စရာကောင်းတဲ့ကလေးလေးတစ်ယောက်ကသူ့ရဲ့မိသားစုနဲ့အတူနေထိုင်ပါတယ်။သူမကတော့အရန်ကိုချောမောလာပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အိမ်ကသူတွေမဟုတ်ဘူး။ရွာကသူတွေအားလုံးကပါသူကိုချစ်စနိုးနဲ့မွန်နီလို့ခေါ်ကြပါတယ်။တရက်မှာတော့မွန်နီကကောင်းလျှော်ပြီးတော့မှသပင်ချဖို့အတွက်ဆိုပြီးတော့မှအိမ်ရှိမှလဲနေခဲ့ပါတယ်။လဲရင်းနဲ့ပဲပြောသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမွေကလေးကသူမနားကိုလာပြီးတော့မှသူမသပင်တဲကိုဝင်သွားခဲ့ပါတယ်။သူမရဲ့စိုးနေတဲ့သပင်ကြားထဲမှာမွေကလည်းအေးပြီးနေလို့ကောင်းတဲ့အတွက်ကြောင့်မလို့အဲ့ဒီမွေကလည်းအိပ်ပျော်သွားခဲ့ပါတယ်။ဒီနေ့အကြာမှာတော့မွနီရဲ့အမေကလာပြီးတော့မှမွနီကိုနှိုးပါတယ်။ဟဲ့မွနီထတော့သပင်ဖားလာကြီးနဲ့လာခဲ့ငါဆန်ပြီးချစ်ပေးလိုက်မယ်။မွနီရေကြားလာပြီးနင့်ကိုစောင့်နေတာလာသွားရအောင်။ဘာလို့လဲဟာနေမိသွားပြီလားဒီနေ့ငါတို့အယုတ်ရဲ့မင်္ဂလာဆောင်လေးအေးဟုတ်တယ်သွားရအောင်သမီးရဲ့မနက်စာတော့စားပြီးသွားလိုက်ပါအောင်ဒါတဲ့အမေသမီးမင်္ဂလာဆောင်မှာပဲစားလိုက်တော့မယ်အဲ့လိုနဲ့ပဲမွန်နီကတော့သူ့တငယ်ချင်းတွေနဲ့အတူတူအယုတ်မနဲ့အယုတ်မင်္ဂလာဆောင်နဲ့ကစားချင်းကိုကစားကြပါတယ်အဲ့လိုနဲ့ပဲမီးပုံကိုခုနှစ်ပတ်ပတ်ရတဲ့ထုံးစံကိုသူတို့တွေကလုပ်ခဲ့ကြတယ်မွန်နီကတော့အယုတ်မကိုယူပြီးတော့မှပတ်ခဲ့ပါတယ်မွန်နီနဲ့အတူတူစပင်းမရှိတဲ့မွေကလေးကလည်းမီးပုံခုနှစ်ပတ်ပတ်တဲ့ထုံးစံကိုလုပ်ခဲ့ပါတယ်။ဟုတ်ပြီဒီနေ့ကနေစပြီးတော့မှသူတို့နှစ်ယောက်ကလင်မယားဖြစ်သွားကြပြီ။မွန်နီရေအဲ့ဒီအယုံမကိုကမလာကိုပြီးလိုက်ပါ။ဘာလို့လဲ။ဘာကြောင့်လဲဆိုတော့မင်္ဂလာဆောင်ပြီးသွားပြီလေ။မင်္ဂလာဆောင်ပြီးသွားလို့ရှိရင်သမီးဖြစ်တဲ့သူကယောက်ျားရင်ကိုလိုက်သွားရတာလေ။ဒီနေ့ကနေစပြီးတော့မှသူ့ရဲ့ယောက်ျားကပဲသူ့အတွက်အရာအလုံးဟုတ်တယ်။အဲ့ဒါဘာကြောင့်လဲ။ယောက်ျားကပဲအရာအလုံးဟုတ်တယ်ပေါ့။အဲ့ဆိုရင်ကျမကဘာမဟုတ်တော့ဘူးပေါ့အေးကွာငါလည်းဒီလောက်ပဲတီးတယ်ထပ်ပြီးတီးချင်လို့ရှိရင်နေနေအမေနဲ့သွားမိလိုက်အဲ့လိုနဲ့ပဲမွန်နီကတော့အိမ်သွားပြီးတော့မှသူ့ရဲ့အမေကိုမေးခဲ့ပါတယ်အဲ့ဒီအချိန်မှာအမေကပြန်ဖြေတယ်ယောက်ျားယူပြီးသွားတာနဲ့ယောက်ျားကပဲကိုယ့်ရဲ့အရာအလုံးဟုတ်တယ်ယောက်ျားကပဲကိုယ့်ကိုအဆအရာရာဂရုစိုက်ရတယ်လိုအပ်ကြတယ်ဖြည့်ဆည်းပေးရတယ်ဘာကြောင့်လဲဆိုတော့မင်္ဂလာဆောင်တဲ့အချိန်ကြလို့ရှိရင်မိဘခုနှစ်ပတ်ပတ်တယ်လေအဲ့ဒီစကားတွေအကုန်လုံးကိုစပင်မှာရှိတဲ့မွေကလေးကကြားသွားခဲ့ပါတယ်။အဲ့ဒီမွေကလေးကလည်းမွေအမေရှိသွားပြီးတော့မှဒီစကားကိုပဲမိခဲ့ပါတယ်။မွေအမေကြီးကလည်းမွနီအမေပြောသလိုပဲပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပေါ့မွေကလေးရဲ့အုံနောက်ထဲမှာမနက်ကဖြစ်တဲ့အကြောင်းအရာတွေပဲဝင်လာခဲ့တယ်။မနက်တုန်းကကစားရင်းနဲ့မွနီနဲ့ငါနဲ့မိဘကိုခုနှစ်ပတ်ပတ်ခဲ့ကြတယ်။ဒါဆိုလို့ရှိရင်မွနီကငါရဲ့မိန်းမဖြစ်သွားပြီ။ဒီနေ့ကနေစပြီးတော့မှသူ့ကိုတေချာဂရုစိုက်ရမယ်။အန်တီရီကနေကာဝယ်ပေးရတော့မယ်။အဲ့ဒီချိန်ကစပြီးတော့မှထုံမွေကလေးကတော့မွနီနာမှာပဲနေခဲ့ပါတယ်။မွနီဘဲသွားသူ့ရဲ့အနောက်မှာမွေလေးကရောက်လာခဲ့ပါတယ်။တဲယောက်ကသူ့ကိုအန်တီရီပေးလာပြီဆိုရင်လေဟဲ့မွနီဒါငါခြံထဲကတရက်သီးတွေဟုတ်တယ်။မဟုတ်ပါဘူးအကိုဒါသမီးတို့ခြံတရက်သီးပါ။လိန်ပြောနေတယ်ဟုတ်လား။မဟုတ်ပါဘူး။ तू ကတကယ်ပြောနေရပါ။ဒါသူ့ခြံထဲကတရက်သီးတွေကိုခူးလာတာပါ။ပါစက်ပိတ်ထားနင်သွားနေတယ်ဆိုရင်သွားလိုက်။မွန်နီတော့ငါလုံးမလွတ်ဘူးဒီတရက်သီးတဝက်ပေးမှပဲငါလွတ်မယ်မပေးဘူးကျမမပေးနိုင်ဘူးဘလို့မပေးမှလဲကြီးကြသေးတာပေါ့အိုးမွေးလာနေပြီအာပြေးမွန်နီငါ့ကိုခွင့်လွတ်လိုက်ပါနော်ငါမှားသွားပါတယ်ဟုတ်ပြီတငယ်ချင်းရင်ကြည့်ပါအောင်ဒီမွေကနင့်ကိုဘလို့ကာဝယ်ပေးလိုက်တာတော့အဲ့ဒါနင့်ရဲ့တငယ်ချင်းလားငါရဲ့တငယ်ချင်းဘလို့များဖြစ်နိုင်မှာတော့ဒီတိုင်းပဲငါ့ကိုလာကဲပေးရနေမှာပေါ့အဲ့ဒီနေ့မှာတော့မွနီကဒီတိုင်းပဲထင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ရက်ဒီမှာလည်းအဲ့ဒီမွေကလေးကိုသူ့အနီးနားမှာပဲတွေ့နေခဲ့ရပါတယ်။ဒါကြောင့်မလို့မွနီကတော့မွေကိုတငယ်ချင်းလောက်လိုက်တယ်။မွနီဘဲသွားမွေကလေးကသူ့ရဲ့အနောက်ကနေလိုက်လာနေခဲ့တာကိုမွနီကသိသွားခဲ့တယ်။အဲ့ဒီစကားကိုမွနီကကမလာကိုပြောပြခဲ့တယ်။ကမလာကပြောခဲ့တယ်။ဒီအကြောင်းဘယ်သူမှမပြောပြနဲ့နော်။ပြောပြလိုက်လို့ရှိရင်အဲ့ဒီမွေကိုဖမ်းပြီးတော့မှတတ်လိုက်လိမ့်မယ်။အဲ့ဒီမွေကသူတို့နားမှာပဲအမြဲတမ်းဘာလို့ရှိနေရလဲဆိုတာကိုအဲ့ဒီကလေးမနှစ်ယောက်လုံးကမသိခဲ့ပါဘူးဒီအကြောင်းကိုမွနီကမေးတဲ့အချိန်မှာမွေကပြောပြခဲ့ပါတယ်ဒီလိုတွေဘာကြောင့်ဂယုစိုက်နေရလဲဆိုတော့သူ့ရဲ့ယောက်ျားဖြစ်လို့ပေါ့ဒါပေမဲ့လည်းမွေရဲ့စကားကိုဘလို့နားလည်နိုင်မှာတော့မွနီကနားမလည်ခဲ့ပါဘူးဒီကိစ္စကတော့ငယ်ဘဝမှာဘာမှမဖြစ်ခဲ့ပါဘူးဒါပေမဲ့ကြီးတဲ့တရက်မှာတော့သူမကိုတောင်းဖို့အတွက်ရောက်လာခဲ့ပါတယ်။ကောင်မလေးကအရန်ချောတာပဲ။ဒါဆိုရင်တော့လက်ထပ်ပေးလိုက်တော့မယ်။ဘာလို့ရှက်နေရတော့မွနီရဲ့မဟုတ်လဲငါတို့ကအမြဲတမ်းအတွက်အတူတူနေရတော့မှာပဲ။အဲ့ဒီအချိန်မှာတော့မွေရဲ့အကြောင်းက
တရွာလုံးမှာပြန့်သွားခဲ့ပါတယ်ငငယ်လေးတုန်းကတရက်သီးလူတဲ့အကိုကြီးပြီးတော့မွန်နီရဲ့တငယ်ချင်းသူ့ရဲ့မိသားစုကိုယ်တိုင်တော်မှဒီအကြောင်းအရာတွေအားလုံးကိုသိသွားခဲ့တယ်အဲ့ဒီမွေကလေးကတော့မွန်နီတို့ကိုဘာမှမလုပ်ဖ ೇನೆမွန်နီကိုလာတောင်းတဲ့မိသားစုအနောက်ကိုလိုက်ခဲ့ပါတယ်ပြီးတော့ရွာအပြင်ဘက်အထိကိုမောင်းထုတ်ခဲ့လိုက်ပါတယ်အကယ်လို့ဒီလိုသာဖြစ်နေလို့ရှိရင်တော့မွန်နီကမင်္ဂလာဆောင်ရတော့မှာမဟုတ်ပါဘူးဒါကြောင့်မလို့မွန်နီရဲ့အမေဖေကအဲ့ဒီမွေကနေလွတ်မြောက်အောင်အတွက်မွေဖဲနဲ့ဆရာကိုခေါ်ခဲ့ပါတယ်မင်းဘသူလဲငါတို့သမီးနောက်ကိုဘာကြောင့်လိုက်နေတာတော့မကြောက်ကြပါနဲ့နော် तू ကတခုပြောချင်နေတာပြောပါဘာကြောင့်မလို့သမီးလေးရဲ့အနောက်ကိုပဲလိုက်နေရတာတော့ယောက်ျားနင်ကဘသူရဲ့ယောက်ျားတော့ဘယ်လိုမျိုးလဲအဲ့ဒါကမင်္ဂလာဆောင်ခြင်းမဟုတ်တာကလေးတွေစော့တာလေအဲ့လိုလောက်တာနဲ့ပဲမင်္ဂလာဆောင်နေလို့မခေါ်ဘူးဒီကနေသွားလိုက်တော့မင်းတို့ဒီတိုင်းထားလို့တော့မဖြစ်ဘူးတခုလုံးမှပဲဖြစ်မယ်မကြောက်ကြနဲ့နော်ဒါကဒီမွေရဲ့မိသားစုပဲမင်းတို့ရဲ့သားကိုဆုံးမထားလိုက်နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ငါဖမ်းချုပ်ပြစ်မှာဗျအခုအချိန်မှာတော့ခမရတို့ကခမရတို့သမီးကိုမင်္ဂလာဆောင်ပေးလို့ရပြီဒီမွေလည်းခမရတို့သမီးနောက်ကိုဘယ်တော့မှလိုက်မှာမဟုတ်တော့ဘူးအဲ့လိုနဲ့ပဲမွန်နီနောက်ကနေနေပြီးတော့မှမွေကသွားခဲ့ပါတယ်ဒါကြောင့်ကလေးကစားစရာကိုဘယ်တော့မှအတီမထင်ရဘူးခုထက်ထိလဲမွန်နီကသူ့ရဲ့ကလေးတွေကိုဒီအကြောင်းပဲပြောပြနေတော့ပဲသားတို့သမီးတို့ရေဒါကြောင့်မလို့လေဘယ်အရာကိုမဆိုတေချာလေးစဉ်းစားပြီးတော့လုပ်ရမယ်ပြီးတော့မျက်စိရှင်ရှင်ထားရမယ်